မင်္ဂလာပါကျွန်တော်ပြဿနာလေးနဲ့ရှိလို့ပေါ့နော်မိတ်ဆွေတို့တွေနဲ့ချမ်းသာဒုက္ခပြည့်စုံနေတယ်ဆိုလို့ရှိရင်ဘာကုန်းငါးလုံးစောင်းနဲ့ပါငါးလုံးစောင်းအဲ့ပါငါးလုံးကဘာကြီးလဲဆိုတော့ဖျားမမေးနဲ့မိဘမမေးနဲ့ဘဝမမြင်နဲ့ဗယံမထာမနေနဲ့ဘောဘောလောက်အောင်မသုံးနဲ့တဲ့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့အိုးကိုရင်းအောင်လေဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ငယ်ချင်းပေါင်းတင်စုလို့ပြောဖို့ရှင်ဖို့ကျမ်းပါစီဖို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ငယ်ချင်းပေါင်းတင်စုလို့ပြောဖို့ရှင်ဖို့ချမ်းသာစီဖို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ငယ်ချင်းပေါင်းတင်စုလို့ပြောဖို့ရှင်ဖို့ချမ်းသာစီဖို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ဘုခန္ဓာတန်ဆွမ်းစီဖို့စိတ်နှလုံးရှင်လန်းစီဖို့ငယ်ချင်းပေါင်းတင်စုလို့ပြောဖို့ရှင်ဖို့ချမ်းသာစီဖို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်ကြပါစို့စောစောအိတ်လို့စောစောထားလို့စောစောလမ်းကြောက်